နေ့ကတော့ကျွန်တော် blind box ဖောက်မယ်ပေါ့နော် blind box အဲ့ဒီ blind box ကိုကျွန်တော်လိုချင်နေရတော့နည်းလေးကြားနေပြီပေါ့အခုပစ္စည်းရလားမေးလိုက်တိုင်းလည်းအမြဲတမ်းကုန်နေတယ်ကျွန်တော်ဟိုရောက်ကဘန်ကောက်သွားတော့ကလည်းမဝယ်ပြစ်ခဲ့ဘူးဒါပေမဲ့အခုဒီမှာရန်ကုန်မှာ line ပေါ်ကနေတွေ့လို့ရတယ်ဆိုလို့ကျွန်တော်သွားဝယ်ပြီးတော့ပြန်လာတာပါအဲ့ blind box ကတော့ပါလေဆိုတော့ဒီမှာပါဒါကတော့ကင်မရာ blind box ပေါ့နော်ဒါ keychain camera ကိုတက်ကထုတ်တဲ့ keychain camera blind box ဆိုတော့ဒါလေးကိုဖောက်မယ်အခုကတော့သွားဝယ်ပြီးတော့ပြန်လာနေတာဆိုတော့ကားပေါ်မှာပေါ့နော်ဒီနေ့ blog ကတော့ကားပေါ်မှာ unboxing လုပ်တဲ့ video ပေါ့နော်ကားပေါ်မှာ unboxing လုပ်တဲ့ video ပါကျွန်တော်အခုဘာကင်မရာနဲ့ရိုက်နေတာလဲဆိုတော့ကျွန်တော်ရဲ့ iPhone Air ရဲ့ selfie ကင်မရာနဲ့ရိုက်နေတာပါဆိုတော့ရုပ်ထွက်ကတော့သိအဆင်ပြေမှာမဟုတ်တော့ဘူးထင်တာပဲဒါပေမဲ့ဒီကံပြီးကြည့်ပေးပါကြာနာလည်းထိုင်ရိုက်မနေတော့ဗျာနည်း street ဆန်ပေါ့ဒီပဲရိုက်ရအောင်နော်လမ်းလည်းတည့်တဲ့အတိုင်းပိတ်နေရန်ကုန်မှာပိတ်နေဒါပေမဲ့ကျွန်တော်အတန်လေးတော့ပြောင်းတော့ကျွန်တော် DJI mic mini လေးတော့သုံးထားပါတယ်ဆိုတော့ okay ခဏလေးပြန်တွေ့ပါမယ်ဆိုတော့ကင်မရာတော့ဒီမှာပါဒါကတော့ကိုတက်ကထုတ်တဲ့ camera keychain digital camera ပေါ့နော်သူကဒါမှာသူ့မှာကျွန်တော်တို့ဒီမှာအယောင်က6ယောင်ပါမယ်ပေါ့နော်အဝါရယ်အနီရယ်ပြီးတော့ခဲရောင်ရယ်အဖြူလေးရယ်အမဲရယ်အပြာရယ်ပြီးတော့နောက်ထပ် secret တစ်ခုပါတယ်ပေါ့နော် secret ကတော့အကြည်လေးဗျကျွန်တော်ဟိုဘာတွေ့ရတော့ secret ကတော့အကြည်လေးဖြစ်တယ်အဲ့တော့ဘာလေးပေါက်မလဲဆိုတော့ကျွန်တော်တို့ဖောက်ကြည့်လိုက်အောင်နော် okay ဆိုတော့အပေါ်မှာဒီမှာလက်ကတစ်ဖက်ထဲနဲ့ဆိုတော့ပေါက်တာကတော့အနက်ရောင်လေးပါခင်ဗျာဆိုတော့မဆိုးပါဘူးအနက်ရောင်လေးဆိုတော့ဒါကတော့သူ့ရဲ့ကင်မရာလေးပေါ့နော်ကင်မရာပါမယ်အကုန်လုံးကားပေါ်မှာလက်တစ်ဖက်ထဲနဲ့ဖောက်ရတာဆိုတော့ပြုတ်ကြကုန်ဒါသူ့ရဲ့ဒါကတ်လောက်လေးတစ်ခုပေါ့နော်ဒီမှာကင်မရာအကြောင်းရေးထားတဲ့ကတ်လောက်တစ်ခုပါပြီးတော့ဒီကင်မရာရဲ့ကတ်လေးပေါ့နော်ဒါကျွန်တော် blind box ဟိုအယုတ်တွေမှာလည်းပါနေကြပုံစံမျိုးပေါ့နော်ကတ်လေးဒီမှာ quick stack ကအဲ့နောက်မှာ QR ကုတ်လေးပါတယ်ဟုတ်မယ်ပြီးတော့နောက်တစ်ခုကဒီမှာအားသွင်းဖို့ထင်တယ်USB A to C ပါမယ်ပြီးတော့အဲ့အထဲမှာပဲနောက်ထပ် key chain လေးတစ်ခုပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တော့ secret လေးမလိုချင်ဘူးဒါပေမဲ့ဒီအဝါရောင်လေးပေါ့နော်အဝါလေးနဲ့ခဲရောင်လေးလိုချင်တာဗျဒါပေမဲ့ဒီအမဲရောင်ပေါက်သွားတယ်ပေါ့နော်ဆိုတော့အမဲလည်းမဆိုးပါဘူးအပေတွေခံတာပေါ့နော်ဆိုတော့စိုးပါဘူးကြိုက်ပါတယ်အဲ့တော့ဒီကင်မရာနဲ့ကျွန်တော်ပြီးရင်ကင်မရာလေးကိုသူက SD card ထည့်လို့ရတယ်ဒီမှာ USB-C နဲ့အားသွင်းရမယ်နော်ဒီမှာတော့ဒါတော့သူ့ရဲ့ကင်မရာ lens လေးပေါ့နော် lens လေးပါမယ်ဒီမှာသူကview finder လေးတောင်ပါသေးတယ်ဗျမြင်ရလားမသိဘူးဖုန်းနဲ့ဆို focus ကမှပြတ်ဖြစ်နေ view finder ပါမယ်ဒီမှာတော့ power menu clock ရယ်ဒါ shutter clock ရယ်ပေါ့နော်ပါမယ်ဆိုတော့ကျွန်တော် SD card ထည့်ပြီးတော့ဒီကင်မရာလေးနဲ့စိုင်းရိုက်ထားတဲ့ပုံလေးတွေကိုလည်းနောက်ဗီဒီယိုနောက်ဖက်မှာထည့်ပေးလိုက်ပါမယ် okay ကင်မရာလေးပေါ့နော်ဒါကိုကျွန်တော် keychain လေးပါလေးတက်လိုက်မယ်ပြီးရင်ဒီကင်မရာနဲ့ SD card ထည့်ပြီးတော့ဒီကင်မရာနဲ့ဆန်းပြီးတော့ရိုက်တဲ့ပုံလေးတွေကိုလည်းဗီဒီယိုနောက်ထပ်မှာကျွန်တော်ပြပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးလည်းထပ်တင်ပေးအောင်မှာမို့လို့ကျွန်တော် channel လေးကို like and follow subscribe ပေါ့နော်အဲ့လေးလုပ်ပေးဖို့ပြလိုက်ရခံကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်